ညီမရဲ့အမနုံဝင်းချုံကိုရိုင်းရေးဆက်ပေးထားတဲ့ကိုပိုင်တန်စင်လေးတစ်ပုဒ်ဖြစ်တဲ့သမီးစူးစမ်းနေပါတယ်ဆိုတဲ့သချင်းလေးပဲဖြစ်ပါတယ်ဒီ Galaxy Star ပြန်ခဲ့တဲ့တစ်လျှောက်မှာပေါ့နော်ကိစ္စအများကြီးလည်းဖြစ်ပျက်ခဲ့တယ်ညီမကလည်းအခုဒီအသက်ကငယ်သေးတော့အခက်အခဲလည်းအများကြီးကြုံတွေ့ရတယ်ပေါ့နော်အဲဒါကြောင့်မလို့အခက်အခဲရှိတိုင်းညီမရဲ့အမေကညီမအတွက်အားရှိအောင်အားပေးစကားတွေအများကြီးပြောခဲ့တယ်ညီမရဲ့အမေကိုညီမရဲ့စိတ်ကိုမဖော်ပြခဲ့တယ်လို့ပဲပေါ့နော်အဲဒါကြောင့်မလို့ဒီသချင်းလေးနဲ့အခုရှိတိုင်းမဲ့ကိုပိုင်သချင်းလေးနဲ့ညီမရဲ့စိတ်ကိုညီမအမေကိုဖော်ပြချင်ပါတယ်တော့ဂီတတန်ဆင်ဆိုတာသချင်းဆောင်တဲ့ဘုလိုညီမမြင်ပါတယ်ဂီတတန်ဆင်ဒီဆိုရဲသူနဲ့အားထောင်သူရဲ့စိတ်ကိုလှုပ်ခတ်သွားနေတာတော့ဂီတတန်ဆင်ရဲ့သချင်းဆောင်တဲ့ဘုတစ်ခုပဲဖြစ်ပါတယ်အဲဒါကြောင့်မလို့ညီမကနားထောင်သူရဲ့စိတ်ကိုလှုပ်ခတ်သွားနိုင်အောင်လို့ကိုပိုင်တန်ဆင်လေးနဲ့ဒီဆိုမဲ့နားထိုင်အဖြစ်နဲ့ချပြပေးချင်ပါတယ်ညီမရဲ့ Orido voting number ကတော့8ဖြစ်ပါတယ်ရှင်စ
ညီမလေးညီမလေးရဲ့မေမေရှိမှအားပေးနေဟုတ်လက်အုပ်လေးချီလိုက်ပါဦးမေမေမျက်ရည်လေးတောင်စိုးနေပျော်လို့ထင်ပါတယ်ဟုတ်ပြီဗျာကဲအဲ့တော့ဒီနေရာမှာညီမလေးလာတင်ထားကြီးကဒီသူ့ရဲ့အကြောင်းကိုစာသားထဲမှာမြုပ်နှံပြီးတော့ဝမ်းကွဲအမကိုယ်တိုင်ရေးသားထားတဲ့သချင်းဖြစ်ပါတယ်ခင်ဗျာအဲ့တော့အဲ့ဒါနဲ့ရဲရဲဝုန်းဝုန်းကျွန်တော်တို့ပြည်သက်ကြီးကိုနော်ဒီဆိုရှင်ပြိုင်သွားတာပဲဖြစ်ပါတယ်ပြည်သက်များခင်ဗျာကျွန်တော်ရဲ့ဒိုင်လူကြီးမင်းတွေရဲ့သုံးသက်ချက်ကိုနားထောင်မှာဖြစ်ပါတယ်ကိုဖိုးကာကိုလေးစားစွာသင်တောင်းဆိုချင်ပါတယ်ခင်ဗျာယူလောက်ပါတယ်ကလေးရဲ့အစိုးပညာမှာတကယ်ကိုဆရာကြီးပဲဆိုတော့သူပိုင်ဆိုင်တဲ့သူ့ရဲ့ကြည်လင်တဲ့အတန်လေးကိုသူဘယ်လိုထုတ်ရမယ်ဆိုတာသူကောင်းကောင်းသိတယ်နော်နောက်ပြီးတော့မျက်နာမူရာခံစားချက်လည်းအရန်ကောင်းတယ်ဘယ်လိုပြောရမှန်းတော့မသိတော့အောင်အရန်ကောင်းပါတယ်ရှင်ထဲကိုအရန်ထိတယ်အရန်ထိကြိုက်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဒီတမရခင်ဗျာဖတ်ဆုံးတင်ပါရဲ့ကြောကြချက်ကိုနားထောင်ကြပါရခင်ဗျာအချင်းနားထောင်ဝင်တဲ့တကယ်ကိုအရန်ကိုနဲ့ထပ်တူပေါ့နော်ကိုရဲ့ဘဝတစ်ခုကိုပြန်မြင်တယ်လို့ခံစားရတယ်ပြီးတော့ငါညီမလေးကဒီလောက်ရိုးရှင်းတဲ့သချင်းလေးကိုဒီလောက်ကောင်းအောင်တစ်ထပ်ဆဲဆိုနိုင်တယ်အစ်စ်နဲ့မတူကြားဘူးသားသချင်းနဲ့တူတယ်အဲ့လောက်ထိကျွမ်းကျင်နေဆိုနိုင်တယ်ပြီးတော့မိဘကိုတိတက်တဲ့ကလေးတွေကအများတန်းကောင်းစားတယ်ငါညီမလေးအမေအတွက်စူးစမ်းတယ်လို့ညီမပြည်ပြိတ္တကြီးအတွက်ထပ်ပြီးတော့စူးစမ်းပါကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်တို့ဧည့်သည်တော်များအားလုံးပဲခင်ဗျာညီမလေးကဒီနေရာမှာအငယ်ဆုံးလေးဟလာသူ့ရဲ့ power ကိုပြသခဲ့ပါတယ် Facebook book တင်မှာတော့အဆင့်3နေရာနဲ့ကျွန်တော်ရက်တီနေရာပဲဖြစ်ပါတယ်အဲ့တော့ဧည့်သည်တော်များခင်ဗျာအရင်ဦးစွာကျွန်တော်တို့ရဲ့ဒိုင်လူကြီးမင်းတွေရဲ့အမှတ်တွေကိုရင်ခုန်ကြည့်အောင်ဗျာနော်ကဲ ready 1 2 3 Galaxy Star ကိုစချောကိုစကိုကိုစငါကိုစငါကိုစကို Thank you so much ဟာစုစုပေါင်းရမယ်484မှတ်အမှတ်အများဆုံးဖြစ်ပါတယ်အခုလက်ရှိနံပါတ်1နေရာကိုရသည်နော်ဟာ484မှတ်တော့လက်ပုံးအကျိန်လုံးပါအောင်ဗျလုံးပါအောင်ဗျဟုတ်ပြီဗျာကျွန်တော်တို့ဒိုင်လူကြီးမင်းများအခုလိုမျိုးကျွန်တော်တို့အကဲဖြတ်အမှတ်ပေးသွားတဲ့ခါမှာအခုလက်ရှိအမှတ်အများဆုံးနော်ကျွန်တော်ပြိုင်ပွဲဝင်ဖြစ်ပါတယ်သို့ပါတော့ကြောင့်ကျွန်တော်တို့ရဲ့လေးစားရပါတော့အားပေးကြည့်ရှုတဲ့ပရိသတ်များရဲ့အပြောင်းလဲများစွာကိုဖန်တီးပေးမဲ့ SMS voting ကိုကျေးဇူးပြု၍ညီမလေးကိုအားပေးပါဦးလို့တောင်းဆိုချင်ပါတယ်ခင်ဗျာကဲညီမလေးကိုအားပေးခြင်းနဲ့ဆိုရင် number 8ဖြစ်ပါတယ်နံပါတ်8ကိုကျွန်တော်တို့ Oridu SIM ကနဲ့နံပါတ်9900ကို message ပို့ပေးပါခင်ဗျကျေးဇူးတင်ပါတယ်ခင်ဗျာတယောက်ချင်းစီကိုခင်ဗျာကဲဒါဆိုရင်နောက်